လူတိုင်းမှာထက်ကထက်ကလုံးမိနေတဲ့အလက်ကျစ်စုတွေကတကယ်ကိုရှိတယ်ဖြတ်ချင်ပေမဲ့ဖြတ်လို့မရအောင်ဖုံးဆွဲတာဂိမ်းဆွဲတာဒါမှမဟုတ်ကိုလိုရမယ့်အလုပ်တွေကိုချိန်ခဏခဏရွှေ့တာဖြစ်ပေါ့တကယ်တော့အဲ့ဒါကမိတ်ဆွေတို့မလုပ်နိုင်တာမဟုတ်လုံးနေတဲ့နီလန်မှားနေလို့အလက်ကျစ်တစ်ခုကိုအမြင့်ဖြတ်ဖို့ပဲဖြစ်ဖြစ်တည်မြဲဖို့ပဲဖြစ်ဖြစ်ဆွဲမြဲစေဖို့အတွက်ဆိုရင်21ရက်ဆက်တိုက်လုံးနိုင်ဖို့လိုတယ်တဲ့ဆိုတော့စလိုက်ကြအောင်ပထမဆုံးအနေနဲ့အလက်ကျစ်စုတစ်ခုကိုလုံးမိဖို့တောင်းအားပေးနေတဲ့နောက်ွယ်ကအကြောင်းရင်းကဘာလဲဆိုတာကိုအရင်ဆုံးရှာဖွေဖို့လိုတယ်ကိုကပြင်းလို့လားစိတ်ဖိစီးလို့လားတေချာတဲ့အဖြေတစ်ခုခုကိုအရင်ရှာဖွေဖို့လိုတယ်နောက်တစ်ခုကတော့ auto save လို့ခေါ်တဲ့မြင်ကွင်းကနေပြီးတော့ဖျောက်ထားဖို့လိုတယ်ဆိုလိုတာကဖုန်းခဏခဏသုံးမိနေရဆိုရင်ဖုန်းကိုနဲ့မမြင်ကွယ်ရမှာထားတာမျိုးလုပ်ဖို့လိုတယ်အဲ့ဒါကအလေးကျစ်ပြန်ဖြစ်လာမဲ့လမ်းကြောင်းကိုခက်ခဲအောင်စီကံပိတ်ဆို့ပြစ်တာမျိုးပေါ့နောက်တစ်ခုကကောင်းတဲ့အကျစ်တစ်ခုခုနဲ့အစားထိုးတာကျစ်စုတစ်ခုခုကိုဒီတိုင်းဖြတ်ဖို့ကခက်ခဲပါတယ်ပြင်းလို့ဂိတ်ဆော့ဖြစ်တော့မယ်ဆိုရင်စာအုပ်ဖတ်တာမျိုးကိုလုပ်တာဖြစ်ဒါမှမဟုတ်အာယုံလွဲသွားအောင်တနေရာကိုလမ်းလျှောက်ထွက်လိုက်တာမျိုးလုပ်ဖို့လိုအပ်ပါတယ်နောက်ထပ်အရေးကြီးဆုံးတစ်ခုကတော့21ရက်လုံးလုံးလုံးဝမလုပ်ဘူးလို့တစ်ခါတည်းတွေးထားမှဆိုရင်တော့စိတ်ပေပန်းမှာကတော့သိကြတယ်အဲဒီတော့လောက်ရမှာကဒီနေ့တည့်ရက်ပဲမလုပ်ပဲနေကြည့်မယ်ဆိုပြီးတော့တည့်ရက်ချင်းပဲအမြင့်ဖြတ်လုပ်ဖို့လိုအပ်ပါတယ်နောက်ဆုံးတစ်ခုကတော့တာဝန်ယူတတ်ပါစေပေါ့ကိုယ်ဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်တစ်ခုခုကိုလွယ်နဲ့လက်လျှော့ပြီးတော့ပေါ်ပြပြဖြစ်မခံပါနဲ့ကိုယ့်ကိုအမြဲတမ်းသတိမှတ်နေအောင်တည်ပြီးနေပါပထမဆုံး3ရက်ကတော့အခက်ခဲဆုံးဖြစ်ပါလိမ့်မယ်ဒါပေမဲ့အရာအားလုံးကတော့မလွယ်ကူပါဘူးဒီနီလန်ကတော့ကျွန်တော်ကိုယ်တိုင်အလေးကျစ်စုတွေကိုဖြတ်တောက်ခဲ့တဲ့နီလန်ဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောခုချက်ချင်းဖြတ်ပစ်ခြင်းတဲ့အကျစ်စုကဘာဖြစ်မလဲ comment မှာရေးခဲ့ပေးပါဦးကျွန်တော်ကတော့ဟူကူဖြစ်ပါတယ်